မင်္ဂလာပါခင်ဗျာ 3D မိတ်ဆွေများအားလုံးကိုစေတနာ channel ကကြိုဆိုပါတယ်အခုပြပြီးမှာက2026 16ကြိမ်မြောက်အတွက်ကစားရမယ် 3D တက်ကွက်ကောင်းဆိုင်အပီးပေါက်ကွက်ထုတ်ပေးမှာမို့ကျွန်တော်နဲ့အတူတူအစားဆုံးလိုက်ကြည့်ရှုရန်ဖိတ်ခေါ်ပါတယ်ခင်ဗျာမိတ်ဆွေများကိုယခုပြပြီးမှာကတော့ထိတ်စီးဆိုင်အလဲထိုင်ဆိုင်နောက်ပိတ်ဆိုင်ထုတ်ပြသွားမှာဖြစ်ပါတယ်လေးပင်သုံးကတ်ဆိုင်အမှုအရထုတ်ပြမှုများကိုတစိုက်ချင်းစီတီချာကြည့်ရှုပေးဖို့ကျွန်တော်အနေနဲ့မြစ်တာရက်ခံပါတယ်တာမဒါလျင်ဘယ်ဆိုင်မှုသည်ကျွန်တော်တို့ကဏ္ဍတစ်လုံးဖြစ်နိုင်ပုံမဖြစ်နိုင်ပုံကိုမိတ်ဆွေများအနေနဲ့ဝီဖန်ဖိုင်းချနိုင်မှာဖြစ်ပါတယ်ပထမဦးဆုံးထိတ်စီးဆိုင်အရင်ပြပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုအခုမှဝင်ကြည့်မိတ်ဆွေများအနေနဲ့လည်းနောက်ထပ်တင်ပြီးမဲ့ကဏ္ဍလေးကိုအချိန်နဲ့တပြေးညီကြည့်ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe ဆိုတဲ့အနီရောင်စာသားနေပြီးတော့ဘေးက noti ခေါင်းလောင်းလေးကိုနှိပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်ဗျာ VPN လေးခံပြီးတော့ကြည့်ကြဖို့လဲတောင်းဆိုပါတယ်ခင်ဗျာကဲဟုတ်ပြီကဏ္ဍယူတဲ့ပုံစံလေးတစ်ချက်ကြည့်လိုက်ရအောင်နော်16ကြိမ်အတွက် 3D organ တက်ကွက်ရရှိပါတယ်ဒီစိုက်အမှုအရ8 3ခွန်ဒီကဏ္ဍတွေကိုမိတ်ဆွေများအနေနဲ့ဒါကြိုက်နှစ်တက်မယ်ဆိုရင်ရွေးချယ်ကစားလို့ရအောင်ကျွန်တော်အနေနဲ့ရှာဖွေမျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်ရှုများအားလုံး16ကြိမ်မြောက်မှာ 3D ပေါက်တီးရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ